မြော်ကောင်းမကင်ပြမမနဲ့ဟုတ်ပြီကင်ပြမယ်နော်အခုမကြည့်နဲ့နော်အဲ့ဒါမှားပြီးပေါ်နေတိလားအဲ့ဒါမမဒီစကင်ကိုပိုင်တာကြားလာနေပြီလွန်ခဲ့တဲ့1999ခုနှစ်တည်းကဒီစကင်ကိုပိုင်တာဘလို့ဖြစ်လို့အဲ့လိုမျိုး24နာရီစကင်ကြီးဖြစ်နေလဲကျမလည်းမသိဘူးမင်းစင်သားနဲ့မယ်လီဆာနဲ့ဘိုင်ဝမ်နေဆွဲနေပြီအခုမှအစိုးရပဲရှိတယ်ဒီကောင်မ level 4ပွင့်နေပြီတော့ဟိုကောင်မလည်းခုတ်လို့မရတော့နောက်မစတော့ဘူးဝင်ပြီးတော့ခုတ်နေရတဲ့ဘလို့မှခုတ်လို့မရတော့အခုတော့တော်ကေရငါမရတွေကလည်းအခုမှပြစ်တာနှိမ့်နေလိုက်တာဟဲ့ဟိုကောင်မနေအဲ့လိုလွယ်လွယ်လေးလွတ်တော့မဖြစ်ဘူးလေဒီမှာပြေးနေခဏနေတော်ကေကန်လေးတောင်မှငါ့ကိုအယွန်းနဲ့ပိတ်ပေါက်သွားပြီဒီကောင်မကတော့သူတို့ပချမ်းအကောင့်တွေကလေဘယ်ဘလို့ဝင်လာမှမသိဘူးလေတပြက်ဝင်လာတဲ့အကောင့်တွေပဲကင်တာဆိုတော့မနေဖမ်းပြီးတော့ကတ်နေရတယ်ရှင်အဲ့ဒီမယ်လီဆာမအင်ဂျလာပူထားတာကဘာကြီးတစ်ခုမှတ်ပြီးငါတို့အပြင်ကနေ record တွေပြနေအခုတော့ဘယ်နဲ့လဲသိပြီလားဟမ်သိပြီလားအဲ့ဒီဇောင်းသွားနေအင်ဂျလာမပါတခါတက်ပြက်မယ်နာနာမတော့မဟုတ်ရင်သိတယ်နော်အမလေး purify ရှိနေလို့sorry နဲ့ဘာမှမသိလိုက်ရပဲကျမတို့ဘက်ကတာဝါရမ shock ကြီးတော့အဲ့ဒါတို့ကကျမတို့လေတိုက်နေတာရှင်အဲ့ဒီလောင်စီမအစုံစုံမဲ့ငါတို့ဘက်ကပါလို့ရှိရင်မကြမ်းဘူးသူတို့ဘက်ကပါလို့ရှိရင်ကြမ်းပြီဒီနိုကိုရီကိုအရင်ဆုံးချောင်းပြီးမတက်ခင်မှာသူတို့ကချောင်းပြီးတက်ကြမယ်ရှုံးလို့ဖြစ်တဲ့ပွဲကျမဘလို့အနိုင်ပြနေဆိုကြည့်ထားတယ်မှတ်ထားအမလေးအင်ဂျလာကင်ပြီး record တခါနဲ့ငါ့ကိုလုတ်ပြနေခုနကတော့ငါတွေ့လိုက်တယ်ညီကိုဒီမှာထိမ့်နိုင်သိမ့်နိုင်ဖြစ်နေတဲ့မယ်လီဆာမညီအတွက်တီးတန့်ဝင်းချက်ထည့်ပေးထားတယ်အင်ဂျလာမကငါရှာတွေ့ထားပြီးညီကိုပေါ်တိုင်းတခါတန်းပြီးတော့တက်ကပ်ပြင်မှာကိုကြည့်သူများကောင်းဝင် scale 3နဲ့ကောင်မမယ် record ပြရဲလေအဲ့ဒီနနာမကလည်း purify နဲ့တော့နှစ်ခါရှိနေပြီးငါမကျင်တဲ့တော်ဒီကောင်မမယ်လီဆာမအဲ့ထက်မှပုံပြီးဘာလုပ်နေရလဲဟေးနင်တာဝါခိုးချုံလို့စဉ်းစားနေရလားဟလားတော်သေးရင်ငါမှဝင်းချက်ရှိနေလို့ဝင်းချက်မရှိရင်သူ့ရှင်ပြစ်လို့မရအောင်သူက damage တော်ထွက်နေရ purify နဲ့အမြဲလွတ်သွားတဲ့ကြောင်မကိုတွေ့ထားပြီးဒီကောင်မဒီတစ်ခါလွတ်နိုင်အောင်လားကြည့်ရသေးရပါအမလေးငါအရှိမဗတ်တဲ့ဆိုင်လို့အနောက်မှာလောင်စီးမဝင်ပြီးတော့ကန်ရငါတို့ဘက်ကလူတွေရော record ပြခဲ့တဲ့ဟာတွေအခုတော့ညီတို့ record တွေပြန်ပြခံနေရပြီပေါ့လေကျမတို့ဘက်နေကျမတို့လော့တက်နေရဒီကောင်မခိုးပြီးဘာလာချောင်းလာလဲတော်သေးရဲ့သူအယုံမအောင်နေရလွှဲပြီးချမိသွားတယ်အဲ့ထဲမှာဟာလီမရှိရငါသိတယ်အမလေးဘိုက်လေဟဲ့သူ damage ရလဲကိတ်တယ်တော့ base မှာသွေးပြန်ပြီးတော့အချိန်မရှိဘူးဒီကောင်မနဲ့သွေးပြန်ဖြစ်ရမယ်သိတယ်နေမပြန်သေးပဲရှိနေမှာဆိုငါသိလို့ပြန်လာခဲ့တာဟဲ့မှတ်ပလားအမလေးနာမနေရနင်တို့တာဝါနင်တို့ကောက်ွယ်ချင်တာဟာလားမရတော့ဘူးခုချိန်မှာတော့လုံးဝမရတော့ရှုံးတော့မဲ့ကိစ္စကိုကျမလုံးဝ carefully သွားတာနော် victory ဘာမှခံမနေကြမလို့ကျမ MVP ပဲရှင် like comment follow and share subscribe လေးလုပ်ပေးကြပါအောင်နော်